တသက်လုံးစိတ်ချမ်းသာခြင်းနဲ့ဆိုရင်အခုပြောမယ့်အချက်၃ချက်ကိုလိုက်နာကြည့်ပါနံပါတ်၁ချက်ဘသူ့ကိုမှအရန်ကြီးအယုံမလွယ်ပါနဲ့အယုံမလွန်ပါနဲ့အယုံလွယ်တာလွန်လွန်းသွားပြီဆိုတဲ့အခါကျရင်နောက်တစ်ချိန်မှာနောင်တတွေနဲ့မျက်ရည်တွေနဲ့တောက်တစ်ခေါက်ခေါက်နဲ့ဘဝကိုဖြတ်တန်းရတတ်တယ်ဒါကြောင့်ဘသူ့ကိုမှအယုံမလွယ်ပါနဲ့အခုကြည့်နေတဲ့လူကလည်းအယုံလွယ်ခဲ့ပြီလို့အလိန်ခံခဲ့ရပြီးပြီမို့လားနောက်တစ်ခုကဘသူ့အပေါ်ကမှစေရနာတွေကိုလွန်လွန်ကျွံကျွံကြီးမထားပါနဲ့စေရနာမပိုလွန်းပါနဲ့တရားလိုရင်တဏှာကျွံဖြစ်တတ်တယ်ဆိုတာကြားဘူးတယ်မို့လားစေရနာတွေလွန်ကဲသွားတဲ့အခါမှာကျွံဖြစ်သွားတတ်တယ်စေရနာကိုတန်ဖိုးမထားနားမလည်တဲ့လူနဲ့တွေ့တဲ့အခါမှာလဲကိုယ်စေရနာကိုအထင်လွဲပြီးတော့မှစေရနာကနေဝေဒနာဖြစ်သွားတတ်ပြန်တယ်စေရနာတွေကဝေဒနာအဖြစ်ကိုပြောင်းသွားတဲ့အခါမှာကိုယ်အတွက်လည်းမကောင်းဘူးသူ့အတွက်လည်းမကောင်းဘူးနှုတ်နှစ်ဖက်စလုံးမှာပူပန်ဆင်းရဲရတတ်တယ်ဒါကြောင့်စေရနာကိုတင်းတင်းလျောက်ပတ်စွာထားဖို့ကအဓိကကြပါတယ်နံပါတ်3ချက်ဘသူ့ကိုမှကိုလိုပဲလို့မထင်လိုက်နဲ့လူတိုင်းကကိုကတော့အကောင်းမြင်တတ်တဲ့စိတ်နဲ့ငါစိတ်ကောင်းထားသလိုငါပေါ်လဲစိတ်ကောင်းပြန်ထားမှာပဲငါတွေးသလိုသူလဲတွေးမှာပဲငါခံစားသလိုသူလဲခံစားမှာပဲလို့ဘယ်တော့မှမတွေးနဲ့နောင်တရရလိမ့်မယ်လူတိုင်းကကိုမဟုတ်ဘူးလေသူကသူကိုကကိုပဲလေဒါကြောင့်ဒီ၃ချက်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင်ဘဝမှာအေးချမ်းပါလိမ့်မယ်